သမဇာနာပိုင်းဆိုတာဆင်ញင်တဲ့အပိုင်းလို့ခေါ်တယ်ကာယ ानु ပဒနာအာနာပါနပိုင်းဆိုတာကျင့်တဲ့အပိုင်းလို့ခေါ်တယ်အဲ့မှာသိက္ခတိဆိုတာပါတယ်ကျင့်ရကာယ ानु ပဒနာအာနာပါနပိုင်းကာယ ानु ပဒနာသမဇာနာပိုင်းသူ့ပိုင်းနဲ့သူဖျားဟောတာအာနာပါနပိုင်းကကျင့်တဲ့အပိုင်းသမဇာနာပိုင်းကဆင်ញင်တဲ့အပိုင်းဘယ်လိုနေရာမှာဆင်ញင်မှာလဲဆိုရင်တရားကျင့်တဲ့ယဟန်ကဆုံးခံတဲ့အခါမှာဆုံးခံတော့6ကလှမ်းအောင်မှာပေါ့လှမ်းဖို့ဖြစ်လာတဲ့အခါမှာရှေ့ကိုတက်ပဲဆိုတော့လှမ်းတာပေါ့အဲ့လို6လှမ်းလိုက်လို့ရှိရင်တတိတမ္ပဇာနောတတိလည်းရှိရတမ္ပဇာနာဆင်ញင်မှုလည်းရှိရတတိမေ့ပြီးတော့ဆင်ញင်မှုကင်းပြီးတော့မလှမ်းနဲ့ဒီလိုဖရာခေါ်တာတပိတ်ကင်တဲ့အခါမှာသင်္ကန်းယုံတဲ့အခါမှာကြည်စရာရှိလို့ကြည်ရတော့မဲ့အခါမှာဆွန်းစားတဲ့အခါမှာလက်ကကွေးစရာရှိကွေးတော့မယ်ဆန်းစရာရှိဆန်းတော့မကွေးမဆန်းမနဲ့ဆွန်းဖုံးလို့မရအဲ့လိုကွေးစရာဆန်းစရာရှိလာတဲ့အခါကျရင်တတိလွတ်ပြီးတော့ဆင်ញင်မှုကင်းပြီးတော့မကွေးမဆန်းနဲ့လို့အဲ့ဒီလိုမြတ်စွာဘုရားဟောတာမြတ်စွာဘုရားကညောင်းရင်ပြောင်းမှလို့တခွန်းမှမပါဘူးတိုင်တက်လာတဲ့ဝေဒနာကိုသိခံရမယ်သိခံပြီးတော့အာငါးပါးနဲ့စိတ်ကိုသိသိရမယ်ဆုံးစားပြီးတဲ့ယဟန်တစ်ပါးကတမလင်ကိုခွေးလိုက်ပြီးတော့ဒီတရားမှမရရင်တော့ငါဒီတမလင်ကိုမဖြုတ်ဘူးဆိုတဲ့ယဟန်နေတာရှိရင်ငါရဲ့သာသနာတော်ကြီးဟာအမြဲတမ်းအရိယာယဟန္တာတွေနဲ့အမြဲတမ်းစုပြီးနေမယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်။ညောင်းရင်ပြင်မာလို့တခုမှမပါဘူး။ခန္ဓာကိုယ်ကြီးမသက်မသာဖြစ်တဲ့အခါမှာပြင်မာလို့ဘုရားဟောတာဒေသနာတခုမှမပါဘူး။မြတ်စွာဘုရားဘယ်လောက်ဟောတာလဲဆိုတော့ယဟန်တစ်ပါးကိုလူနှစ်ယောက်ကနှစ်ဖက်ဆွဲလွှာကြီးနဲ့လာပြီးတော့6လာဖြတ်မယ်ဆိုရင်အဲ့ဒီယဟန်ကဖြတ်တဲ့ပုဂ္ဂိုလ်တွေကိုစိတ်နဲ့ပြင်မာအောင်မယ်ဆိုရင်ငါရဲ့အဆုံးအမကိုနားထောင်နေကြဒါတော့မဟုတ်သေးဘူးတဲ့။ဒါထွက်ပြေးတာတို့နော်ဒုံကန္နာတို့ထုတာရိုက်တာတို့မပါသေးဘူး။ငါ့ကိုဒီလိုလောက်ရလားဆိုပြီးတော့စိတ်နဲ့ပြစ်မှားအောင်မယ်ဆိုရင်ငါဖျားရဲ့အဆုံးအမကိုမနာခံနဲ့နော်ယဟန်မယ်တဲ့။အဲ့လိုတပည့်ဆိုတာတဲ့နှမျိုးရှိတယ်။ယောဂတဲ့တပည့်နှစ်ခုရှိတယ်တူသောယောဂတွေကယောဂတဲ့မှမသိကြမှမသိဆရာညွှန်ကြားတဲ့အတိုင်းလူစရာလူလိမ့်စရာလိမ့်တောက်စရာတောက်မလုပ်ဘူးနာကျင်ခံခဲ့သေလူမတတ်အသက်ထွက်မတတ်ဖြစ်တဲ့ဝေဒနာကိုလည်းသိမခံဘူးတဲ့နောက်တစ်မျိုးသောယောဂတဲ့တယောက်ကတဲ့ယောဂတဲ့မှသိတယ်ကြမှသိဆရာညွှန်ကြားတဲ့အတိုင်းဈေးကိုတောက်တဲ့လူတွေပြုလုပ်တယ်နာကျင်ခံခဲ့သေလူမတတ်အသက်ထွက်မတတ်ဖြစ်တဲ့ဝေဒနာကိုလည်းသိခံနေခြေသားတို့ထုံနှမျိုးသောယောဂတွေဟာပထမယောဂတွေဟာကုရခက်တယ်မခံနိုင်ပြင်မာလို့ပါလားမပါဘူးနော်သိခံရမယ်အဲ့လိုသိခံရမှာဘူးမခံနိုင်ပြင်မာဆိုတော့ဖယားဟောဒေသနာနဲ့တခြားသည်ဖြစ်ဒါသုတ်တန်နည်းနဲ့ပြောတာနောက်တနည်းရှိပါသေးဒါဦးဇင်းတို့တရားကျင့်တဲ့ယောဂီတိုင်းမဖြစ်မနေရင်ဆိုင်ရမှာဒုက္ခိန္ဒြေနိဝရဏတရား၅ပါးကာမပညာယောဂီတို့ဒုက္ခိန္ဒြေရဲ့နိဝရဏတရား၅ပါးရဲ့လောကီကာမပညာရဲ့ဘယ်နှမျိုးလဲမှတ်ထားနော်နံပါတ်1ကပါလဲဒုက္ခိန္ဒြေနံပါတ်2ကနိဝရဏတရား၅ပါးနံပါတ်3ကကာမတင်ညာအဲ့ဒါဒီမှာနောင်ကိုရည်ရှိခြင်းမဲ့ပုဂ္ဂိုလ်ကြီးပါရင်လည်းအဲ့ဒါအသေးချာမှတ်တာဘယ်မူနဲ့ကျင့်ဘယ်ဆရာနဲ့ကျင့်ဘယ်နေရာမှာကျင့်ဒီ၃ချက်ပဲအဲ့ဒီ၃ချက်ကိုမလွန်မြောက်ဖဲနဲ့တရားလုံးဝမရဘူး
တာနော်ဒုက္ခိန္ဒြေရဲ့နိဝရဏတရား၅ပါးရဲ့ကာမတင်ညာဘယ်နှမျိုးလဲအဲ့ဒါမှတ်တာဒုက္ခိန္ဒြေရဲ့နိဝရဏတရား၅ပါးရဲ့ကာမတင်ညာရဲ့တရားကျင့်နေဆိုတဲ့အလုတ်ကဒုက္ခိန္ဒြေကြော်ဖို့နိဝရဏတရား၅ပါးမှလွတ်မြောက်ဖို့ကာမတင်ညာချုပ်ဖို့တဲ့မှတ်မိလားပြန်ပြောပါဦးဒီဒုက္ခဝေဒနာမှာဒုက္ခတွေကိုပြင်လို့လွတ်သွားတာမဟုတ်ဘူးပြင်လိုက်တော့ခဏသက်သာသွားတယ်နောက်တစ်ခါပြန်တက်တော့ပြန်ပြီးတော့မပြင်ပေးရဘူးလားပြင်ပေးရတော့ရှေ့မသွားပဲနောက်ကြောင်းပြန်ပြီးပြင်နေရတာနဲ့ရှေ့ရောက်တော့နော်အားဒါကြောင့်မလို့ဒုက္ခိန္ဒြေဆိုတာကိုယ်အတွေ့ဒီဓာတ်ကြီးလေးပါဖောက်ပြန်တဲ့ဒုက္ခအာယုန်ကြီးအဲဒီဒုက္ခအာယုန်နဲ့ဒုက္ခယတ္တတွေရဲ့အတွေ့ကိုယ်အတွေ့လို့ခေါ်တယ်ကာယတံဖတ်တာဇဝေဒနာဒုက္ခရဲ့ရုပ်ရဲ့အတွေ့အကြောင်းဖြစ်တဲ့ဆင်းရဲလွှမ်းမိုးမှုဣန္ဒြေဆိုတာဣန္ဒြိယဆိုတာအစိုးရိယဖြစ်နေတာစိတ်ကိုဆင်းရဲမှုကလွှမ်းမိုးနေတာကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်နေတာအဲ့မှာဆင်းရဲလွှမ်းမိုးနေတာကိုဒုက္ခိန္ဒြေတဲ့ဝေဒနာတက်လာတော့စိတ်ကိုဆင်းရဲမှုလွှမ်းမိုးမလာဘူးလားအဲ့ဒီစိတ်မှာဆင်းရဲမှုလွှမ်းမိုးနေရင်ရှေ့ကိုဝိပဿနာကျင့်လို့မရဘူးဝိပဿနာတရားအားထုတ်ဖို့အတွက်အပိတ်အဆို့အဟံတာအဲ့ဒါဒုက္ခိန္ဒြေပဲတဲ့နောက်နိဝရဏတရား၅ပါးယောဂီတို့အခုတရားအားထုတ်တယ်အာနာပါနကမ္မဋ္ဌာန်းမှာစိတ်ကိုထားတယ်ထားတဲ့အတိုင်းနေရဲ့လားအပြင်လွတ်မနေဘူးလားလွတ်နေတော့ခန္ဓာရဲ့သဘောရှုလို့ရပါမလားအေးနိဝရဏတရား၅ပါးကကာမိသနာနိဝရဏဩဒိစ္စကောကုသဩဒိစ္စဆိုတာပြန့်လွင့်နေတာကာမိသနာဆိုတာကာမဂုဏ်အာယုန်နဲ့ဆက်ဆံတဲ့စိတ်ဆက်ဆက်လို့တဲ့စိတ်အရိယအောင်ပြုတဲ့စိတ်ကာမိသနာနိဝရဏကောကုသဗျာပါဒကိုပြုခဲ့တာတွေနောင်တတဖန်ပူနေတာတွေသူလောဖြစ်နေတာတွေဝစီကိစ္စဒိနာမိတ္တငိုင်မြီးနေတာတွေအဲ့ဒါတွေဟာတဲ့တရားယောဂီအတွက်မတရားဖို့တရားကိုပိတ်ဆို့တတ်တယ်မတရားဖို့တရားမရအောင်ပိတ်ဆို့တဲ့အန္တရာယ်ပဲတဲ့အဲ့တော့တောပြေးတောင်ပြေးစိတ်နဲ့ဘယ်လိုလုပ်ဝိပဿနာရှုအခုကတောပြေးတောင်ပြေးမှာသွားရင်လာရင်နေထိုင်ဈေးသွားရင်ရုံးတဲ့ရင်နဲ့တောင်မှတရားရတယ်ဆိုပြီးယူနော်ဓမ္မယုံတော်လာကြမလို့တော့မြတ်စွာဘုရားတော့တောထဲသွားတယ်အခုကတောထဲမသွားဘဲနဲ့မြို့တွေကဓမ္မယုံမှာပြတယ်နော်ကုရုမြတ်စွာဘုရားလက်ထက်ကကုရုတိုင်ရပုဂ္ဂိုလ်တွေကမောင်းထောင်းရင်ဆံဖုံးရင်ထင်းခွေရင်သီလတရား၄ပါးပွားကြတာတရားရကြတာအဲ့ဒီပုဂ္ဂိုလ်တွေနဲ့အခုပုဂ္ဂိုလ်နဲ့နတ်သစီနဲ့ရည်နဲ့ကြွားတာပေါ့ဟောမြတ်စွာဘုရားလက်ထက်လည်းဖြစ်တယ်ကုရုတိုင်ဆိုတာမြောက်ကျွန်းသူဘဝလာတာမြောက်ကျွန်းသားဘဝလာတာအလွန်နုညံ့သိမ်မွေ့တယ်မြတ်စွာဘုရားနဲ့လည်းတာဝကတွေဖြစ်ခဲ့တယ်မြတ်စွာဘုရားကိုယ်တိုင်တရားဟောတာအဲ့ဒါတော့ထဲမတွက်ဘူးကုရုတိုင်ကသွားရင်လာရင်မောင်းထောင်းရင်ဆံဖုံးရင်လည်းရတယ်ဆိုတဲ့အကြောင်းအဲ့ဒီတုန်းကဒီလိုခေတ်မဟုတ်ဘူးဒီလိုသူလိတာဒီပြောတဲ့ခေတ်မဟုတ်ဘူးကျွတ်မဲ့ပုံကိုယ်တွေမလို့သူတို့ကတယောက်နဲ့တယောက်တွေ့ရင်ရောင်းမကြီးတငယ်ကြီးသတိပြန်တရားလေးပါဗာမြန်းပွားလဲလို့ဒါနှုတ်ဆက်တာအခုကအဲ့လိုနှုတ်ဆက်တာရှိလားမရှိဘူးတခုမှမပွားသေးဘူးဆိုရင်ပက်ပက်ဆက်ဆက်ပြောတာမင်းကသေနေတဲ့မသာပဲပြောပြီးဆုံးမပြီဖះပွင့်လာတာမင်းအတွက်မဟုတ်ဘူးတဲ့သေတဲ့မသာဆိုဘာအသုံးကြသေးလဲအသုံးမကြတဲ့ကောင်လို့ပြောတာအဲ့လိုတယောက်နဲ့တယောက်နှုတ်ဆက်ပြီးတော့လိုအပ်ရင်ဆုံးမတဲ့ခေတ်အခုလိုကိလေသာထူပြောတဲ့ခေတ်မဟုတ်ဘူးမြတ်စွာဘုရားပွင့်တဲ့ခေတ်မြတ်စွာဘုရားကိုယ်တော်တိုင်နာကြတဲ့ခေတ်ဒီအဲ့တော့ယောဂီတို့နိဝရဏ၅ပါးဆိုတဲ့ပိတ်ဆို့တတ်တဲ့တရားကြီးကိုမလွတ်မြောက်ဘဲနဲ့ဝိပဿနာဆိုတာလုံးဝမဖြစ်ဘူးခန္ဓာရဲ့ကာယကဒုက္ခကိုယ်အတွေ့အကြောင်းဆင်းရဲမှုလွှမ်းမိုးနေမယ်ဆိုရင်လုံးဝတရားမရဘူးနောက်တစ်ခါကျတော့ကာမတင်ညာပေါင်ကြီးခြေထောက်ကြီးကြိုက်တယ်နာတယ်ထုံတယ်အဲ့ဒီတင်ညာပေးနေရောတရားရပါမလားဘာဖြစ်လို့ဆိုတော့ပရမတ်တရားတဲ့ပရမတ်မှာပညာမရှိဘူး
ပညာမရှိတဲ့ပရမတ်ကိုအောင်ပြီးတဲ့စိတ်မှာပညာတည်ခုနလိုတင်ညာဆိုတာပညာကိုအမှတ်ပြုတာအမှတ်ပြုတဲ့စိတ်မှာသုံးတဲ့ဝေါ်ရတာကပညာအမှတ်ပြုတာကတင်ညာပညာပြုနေတယ်ပေါင်ကြီး6ရောက်ကြီးလို့အမှတ်ပြုနေတယ်ပေါင်6ရောက်လို့အမိပေးနေတယ်ပူရတင်းနဲ့တောင်းတယ်လို့အမှတ်ပြုတယ်အမိပေးနေသိရင်အဲ့ပုဂ္ဂိုလ်ဝိပဿနာမမြောက်အဲ့ဒီ3ချက်မလွန်မြောက်လို့ကတော့ဘာတရားမှမရဘူးကမှတ်တာ